ပူပူလေးတွေရမယ်နော်ဟဲ့ကျော်စုံလောင်းဟုတ်လာပြီအမလာပြီသွားသွားမယ်အေးအမဝင်ခဲ့မယ်နော်အိမ်ထဲကိုဟဲ့အဲ့ဒါနင်သမီးလေးလားတော်ချစ်စရာလေးဟဲ့ပြီးမဟုတ်ဘူးအမရဲ့သားလေးတော့သားလေးအေးပေါ်ဈေးတဲ့သားသမီးကဈေးတဲ့ပဲဖြစ်မှာဆိုတော့ခုကလေးတင်ပေးထားတာကောင်းပါတယ်ကောင်းပါတယ်ဟဲ့အမရဲ့ကျမသားသမီးကိုတော့အဲ့လိုမျိုးကြီးမပြောပါနဲ့ကျမဈေးရောက်စားတယ်ဆိုပေမဲ့ကျမသားသမီးကိုပညာတတ်ကြီးဖြစ်အောင်ထားမှာတော့အဲ့လိုမပြောပါနဲ့မကြိုက်ဘူးလေဟဲ့ဒါလေးပြောမိတာညာတခါတည်းနှုတ်ဒီကောင်းရှာပါနဲ့တော်မွယ်တော့ဘူးမဝယ်လဲမတက်နိုင်ဘူးအမကြီးကျမသားသမီးကိုဒီလိုပြောရတာလုံးဝလက်သင့်မခံနိုင်ဘူးဒီလိုပြောလို့ဈေးမရောက်ရဘူးဆိုရင်တော့ရှာဝယ်မြတ်ပေါက်သွားပါစေသွားမယ်သားလားအမလေးတော့ကြွအမလေးတော့ဈေးတယ်သားသမီးကဈေးတယ်ဖြစ်ရမယ်လို့ဘယ်သူကပြောထားလဲမသိငါသားလေးကိုဥချွတ်တော့မဖြစ်ခံနိုင်ပါဘူးဆရာဝန်ရှိလားမသိဘူးစေကန်းပြခြင်းလို့အေးရှိရဝင်ခဲ့ဟုတ်ကျွန်တော်လေးမနေ့ကကလေးကဘိုက်ဒီအောင်နေလို့ဆရာမအဲ့စေကန်းလာပြတာအော်အေးနော်နှလုံးခုံလုံးစမ်းမိမယ်မိန်းနေဟုတ်ပြီမိန်းနေနော်ကလေးဟုတ်ပြီတက်ရှူဆရာမဒါဘာလို့မိကျွေးကြီးလေမီးရွှေရမှာဒါနောက်ဆုံးပေါ်နှလုံးခုံလုံးစမ်းတဲ့ဆက်နောက်ဆုံးပေါ်ငိမ့်နေဟုတ်ပြီအေးငိမ့်လေးနေတက်ရှူဟုတ်ပြီအခုသွေးပေါင်ချိန်မယ်ငိမ့်လေးနေနော်သွေးပေါင်ချိန်မယ်ဟုတ်ပြီဘာမှမဖြစ်ဘူးဒါနောက်ဆုံးပေါ်ဘာမှမဖြစ်ဘူးလက်ကလေးဒီပေါ်တင်လိုက်ဟုတ်ပြီအေးဟုတ်ပြီသွေးပေါင်ချိန်လည်းကောင်းပါတယ်ဟုတ်ဆရာမဘိုင်းနာတော့ပြောက်သွားသလိုပဲကောင်းတယ်မလားသွေးပေါင်ချိန်တာကောင်းတယ်မလားရပြီလေဒီမလားသွေးပေါင်ချိန်တဲ့ဟာနဲ့နေဒါဘိုင်းအောင်ပြောက်သွားပြီကျွန်တော်ပြောလိုက်မယ်ဆေးပေးအောင်ပါဆေးအဲ့ဒါဆရာမမေးဆေးတော့မှာဆေးယူသွားဟင်းဒါရတော့မှာဟုတ်တယ်အဲ့တော့ချင်ဘူးအာမထိရှာမထိမျိုးချတော့ဝါမစားနဲ့တခါလဲမျိုးချရော့ငါတော့ပေးငါတော့အိမ်ပြန်ယူလာဦးမယ်ပြန်ယူပါတော့ဟဲ့ဆူရောက်ခလူနာဘာလို့ထွက်သွားတာတော့ဆရာဝန်ဖြစ်တဲ့ငါခုမှရောက်တာလေအမကြီးကလေးတွေပြန်လာအပ်တာပါဗျဟင်လာပြန်အပ်တာမမေဟုတ်မမေတာကလေးကြီးတွေတောင်ဝဲလာခဲ့ပြီမမေဟမ်ညီကကလေးရှိနေပြီဟာတာမင်းလူကြီးနားလေအောင်တေချာရှင်းပြလေကွာဟောမရသေးပါဘူးမမေရဲ့တားလေမမေသမီးအသက်ကိုအသက်လောက်ချစ်တာမို့လို့ကလေးတွေများရတဲ့ချိန်ကြီးချစ်မှာမို့လို့ဝဲလာခဲ့တာတခါတည်းအိုးဟုတ်တယ်မမေရဲ့တားဝယ်လာခဲ့တဲ့ဒီရွှေခွန်းသစ်ဆိုတဲ့ဆိုင်ကြီးကလေကိုဝင်စားနေပြီးတော့ကလေးမွေးကင်းစားအရွယ်ဟိုး10နှစ်လောက်ထိကိုကလေးပစ္စည်းအစုံရှိတာဗျဟုတ်တယ်မမေရဲ့ရွှေခွန်းသစ်မှာလေကလေးပစ္စည်းလေးတွေကိုကြည်ရင်းနဲ့လေဟိုကိုဝင်ဆောင်ဝတ်စုံလေးတွေလှလေးတွေတော့သမီးဝတ်တော်ဝတ်ချင်တာလीအဲ့လောက်တော့စုံတာဘယ်မှာလဲအဲ့ဒါဘယ်မှာရှိရမလဲအမရေကျွန်တော်တို့ကအောင်မန်းလာဆိုတော့အောင်မန်းဆရာဆန်လန်းအမတ်နေရက်ကွက်မှာရွှေခွန်းတွေဆိုတဲ့ဆိုင်အကြီးကြီးပဲအဲ့ဒီကဝဲလာတာအမရေတားတို့သဘောတူပေးနော်မမေအမလီတူကတော့ဒီဟာမှလေလင်းနောက်လိုက်သွားပြီဆိုလို့ရှိရင်စာလေးရေးခဲ့တာပြန်လာလို့ရှိရင်ဖုံးချန်ခဲ့တာနဲ့မီနီအိုတွေကစိတ်ရှင်ပေးရတာနဲ့14ကောင်မြောက်15ကောင်မြောက်ဖြစ်ပြီးထင်းနေတာတော်သေးတယ်လားအဲ့လိုဗျာအမေဘာလို့ထောက်ကုန်တာလို့ဟာငိုင်းမဟုတ်ဘူး